င်္ဂလာမင်းနဲ့ဆုံတွေ့ခဲ့တဲ့ညလေးညကိုခွေမင်းနဲ့ရင်နဲ့လွမ်းနဲ့နှုတ်ဆက်စီကမောရင်နေဝဲဒီတော့ဝေဒနာလေးတွေခံစားခဲ့ရတယ်ဒါတွေကိုသိပါဦးမလားအေးရောစီညီမလေးရဲ့ဒီနေ့မှပါရရှိလေကိုပြောပြလဲခွေသူသိပါဦးခွေတို့တဲ့တွေတွေ့ကိုတဲ့ရောစီညီမလေးရဲ့တဲ့ရောစီညီမလေးရဲ့စီလေးရင်နဲ့ရန်ကိုချစ်မိတောင်ကျိုးလေးကြီးနေတော့လေအော်တို့ပြတ်ဆုံးမနေတော့အော်တို့ပြတ်ဆုံးမညကိုအကျိုးကရည်ထွက်လို့စောင်းနေပါခွေသေရောစီညီမလေးရဲ့သေရောစီညီမလေးရဲ့ဘုန်းစာလေးကပြလေးရေကပြီးဟုတ်ခွေသေရောစီနောင်ကျိုးလေးတွေကြီးနေတော့လေအော်တို့ပြတ်ဆုံးမနေကိုအော်တို့ပြတ်ဆုံးမညကိုလက်ချိုးကရည်အတွက်လို့စောင်းနေပါလေသေရောစီညီမလေးရဲ့သေရောစီညီမလေးရဲ့စာလေးကပြလေး